ရှာခဲ့တဲ့လူဘဝရလာပြီးတော့ဒီ၅ခုတည်းကတစ်ခုမှမရလိုက်ဘူးဒီလိုအနှစ်သာရရှိတဲ့အရာတွေတစ်ခုမှမရလိုက်ဘူးကုသိုလ်ကောင်းမှုလည်းတစ်ခုမှဟောဒီဘက်တွေမလုပ်လိုက်ဘူးကိုစားဖို့ကိုအိပ်ဖို့တို့ကိုသားသမီးတွေစားဖို့တို့ကိုအတွက်ပဲကြည့်ပြီးတော့ကိုဟာနဲ့ပဲအချိန်ကုန်သွားမယ်ဆိုလို့ရှိရင်အနှစ်သာရရပါမလားရနိုင်ဘူးအဲ့ဒါကြောင့်မို့လို့ရှာခဲ့တဲ့လူဘဝရလာတဲ့အခါရယူရမယ်အနှစ်သာရကိုရအောင်ကြိုးစားဖို့လိုသေးတယ်နော်ကြိုးစားဖို့လိုတယ်အဲ့ဒီလိုမကြိုးစားပဲနဲ့ဘဝတစ်ခုဆုံးသက်သွားမယ်ဆိုလို့ရှိရင်ဒီလူရဲ့လူဖြစ်ရကြိုးဟာနှက်ပါအောင်လားမနှက်ဘူးအဲ့ဒါကိုတော့သေသေးချာချာစောစောမြဲမြဲမှတ်ထားမြတ်စွာဘုရားသခင်ကိုရမြတ်ကဟောတယ်တရားဆိုတဲ့ယုံကြည်မှုကိုအကြောင်းပြုပြီးတော့ကုသိုလ်တွေလုပ်ဖြစ်တယ်သီလကိုခြင်းတရားကောင်းသည့်အတွက်ကြောင့်ကုသိုလ်တွေဟာကိုယ်တဏ္ဍာမှာတည်မြဲတယ်တုဒ္ဒအကြမြင်ရှိသည့်အတွက်ကြောင့်လုံတင်တာနဲ့မလုံတင်တာဒီကောင်းတဲ့စိတ်ကလေးဖြစ်အောင်လုပ်တာချမ်းသာတဲ့စိတ်ကလေးဖြစ်အောင်လုပ်တာကြည်လင်တဲ့စိတ်ကလေးဖြစ်အောင်လုပ်တာလွယ်ကူတဲ့အလုပ်မဟုတ်ဘဝမှာ तू ကတန်ဖိုးအကြီးဆုံးအရာဖြစ်တဲ့အတွက်ကြောင့်သူ့ဖြစ်အောင်လုပ်ရတာလည်းပဲအခက်အခဲဆုံးဆိုတာတဘာဝကြတယ်ရွှေတွေငွေတွေတဲ့တန်ဖိုးရှိရနော်ကြည်လင်တဲ့စိတ်ကလေးအေးချမ်းတဲ့စိတ်ကလေးဖြစ်အောင်လုပ်တတ်တဲ့အရည်အသွေးကဟုတ်တယ်မဟုတ်လားဘဝမှာစိတ်ချမ်းသာဖို့တည်းဘာအရေးကြီးသေးတာတော့အိဆန်ရှားတယ်ဆိုတာလေ तू ချမ်းသာဖို့အတွက်ရှားပေးရတာကောင်းကောင်းလေးစားပေးတာလေ तू ချမ်းသာဖို့အတွက်ကောင်းကောင်းလေးကြည့်ပေးတာလေ तू ချမ်းသာဖို့အတွက်ဟိုလူနဲ့အတူနေခြင်းလေဆိုတာလေ तू ချမ်းသာဖို့အတွက်ပဲဟုတ်တယ်မဟုတ်လားဒီစိတ်ကလေးချမ်းသာဖို့အတွက်ပဲဘုန်းဘုန်းတို့ဘာလုပ်နေရတော့အကုန်လုပ်နေရတာအဲ့တော့စိတ်ချမ်းသာသွားပြီဆိုရင်ဓာတ်ထက်ကောင်းတာဘာရှိ